ဒီနေ့ပြောမယ့်အကြောင်းအရာကတကဘာလုံးကလူတွေကခြောက်ချဖို့အကောင်းဆုံးနဲ့ကြောက်ဖို့အကောင်းဆုံးဆိုပြီးလက်ခံထားတဲ့နေရာဒီကျွန်းကတဲတွေကလုံးဝတဲသူတွေရဲ့အကျွမ်းကြံနေဖြစ်လာဆိုပြီးတော့ပြောကြတယ်။ Plague ရောဂါဟိုတုခေတ်တုခါတော့အခုခေတ် COVID လို့ပဲပေါ့နော်။ COVID ထထောင်ပိုဆိုးမလားမသိဘူး။အဲ့ရောတလိုင်းမီတလိုင်းလာပြီးတော့လူတွေအတုံးယုံတေကြတာ။အဲ့ကျွန်းသားမှာရောက်ပြီဆိုရင်အဲ့လိုရှည်နှစ်ပြီးအဲ့လိုတဲရသူတွေလည်းရှိရပေါ့နော်။ကျွန်းပေါ်တက်လိုက်တာနဲ့အရန်ခြောက်ချဖို့ကောင်းပြီးတော့ကြောက်စရာကောင်းတဲ့ဒီကျွန်းကတကဘာလုံးကလူတွေကခြောက်ချဖို့အကောင်းဆုံးနဲ့ကြောက်ဖို့အကောင်းဆုံးဆိုပြီးလက်ခံထားတဲ့နေရာအဲ့တော့ဒီကျွန်းဘယ်မှာရှိလဲဆိုရင်အီတာလီရဲ့ Venetian အိုင်ရဲ့မြောက်ဘက်ခြမ်းမှာရှိတယ်ပြီးတော့သမိုင်းကမှတ်တမ်းတွေထဲမှာ421ခုနှစ်လောက်ကနေစပြီးတော့ဒီကျွန်းတည်ရှိရဲဆိုပြီးတော့ record ပါလာအဲ့ဒီအချိန်တုန်းကလူတွေနေခဲ့ပေမဲ့1389လောက်မှာဒီကျွန်းပေါ်မှာနေခဲ့သူတွေမရှိကြတော့ဘာလို့လဲဆိုတော့စစ်တပ်ကဒီနေရာကိုခုခံတဲ့နေရာဖြစ်သုံးလိုက်လို့ဒီ1300ကျော်စစ်ဖြစ်နေတဲ့အချိန်မှာတစ်ချိန်တည်းမှာပဲเนาะ Plague ကလည်းဖြစ်နေတာအဲ့ဒီအချိန်တုန်းက1300ကျော်မှာဖြစ်တဲ့ Plague က Plague ရဲ့ပထမလိုင်းလို့ခေါ်တယ်အဲ့ဒါနာမည်က The Black Death လို့ခေါ်သေးတယ်ပြောရမယ်ဆိုရင်ဒီ Plague ရောဂါဟိုတုခေတ်တုခါတော့အခုခေတ် COVID လို့ပဲပေါ့เนาะ COVID ထထောင်ပိုဆိုးမလားမသိဘူးအဲ့ရောတလိုင်းမီတလိုင်းလာပြီးတော့လူတွေအတုံးယုံတေကြတာအဲ့တော့ဒုတိယလိုင်းက1500ကျော်လောက်မှာဖြစ်တယ်အဲ့ဒီအချိန်နဲ့ကြာတော့ပိုဘယ်ရီယာကျွန်းကိုဒီ quarantine center ဖြစ်လုပ်လိုက်တယ်။အီတာလီကိုလာတဲ့သူတွေရောပြန်ထွက်မဲ့သူတွေရောအဲ့လိုမျိုးအမှမဝင်ခင် quarantine နေရတယ်ပေါ့နော်။ပြီးတော့ယောဂအဲ့ဒီအချိန်တော့ Plague ယောဂဖြစ်နေတဲ့သူတွေကိုလည်းအဲ့ဒီကိုပဲပို့ပြီးတော့စေကူတာမှုခံယူနေတာ။အဲ့တော့တကျွန်းလုံးကဒီ quarantine station ရဲ့အဖြစ်နဲ့တည်ရှိနေကြတာ။အဲ့ဒီခေတ်တုန်းကပြောရမယ်ဆိုရင် Plague ယောဂဖြစ်ပြီးဆိုရင်တေကြတာများတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဆေးဝါးပညာရေးကလည်းအရင်ဒီနေ့ခေတ်လောက်မတိုးတက်သေးရလဲပါတယ်အဲ့ရာစုနှစ်ကလူတွေဆိုအဲ့လိုမျိုးရိုးရိုးတန်းတန်းဓာတ်ရှာရလေးအောင်တရားမျိုးတွေလည်းရှိရဲအဲ့တော့အဲ့ဒီခေတ်မှာလောက quarantine center မှာလည်းလူတွေတေကြတယ်ပြီးတော့ just to covid တတိယလိုင်းလားမသိဘူးအဲ့ဒီတော့ဖြစ်တယ်လို့မျိုးပဲပေါ့နော်အကောင်လုံးကအဲ့လိုမျိုးလူတွေတေကြည့်အရန်ကိုများပြီးတော့အဲ့ဒီကျင်းထဲမှာတွင်းကိုအကြီးတူပြီးတော့တေသမျှလူအဲ့ဒီထဲမှာအဲ့လိုမျိုးအရှောက်ပြလို့ရောက်ရအဲ့လိုမျိုးထည့်ပြီးမြုပ်သွားတဲ့အခြေအနေဆိုတော့အဲ့ဒီကျုံးမှာလုံးဝတေရတဲ့သူတွေကအများကြီးညာချီထောင်ချီပေါင်းချီပြီးရှိရပေါ့နော်တချို့ပြောကြတာဆိုရင်ဒီကျွန်းကလုံးဝဘယ်လိုပြောရမလဲမြုပ်ရတဲ့သူတွေအရန်များလို့ဒီကျွန်းကတဲတွေကလုံးဝတဲတဲ့သူတွေရဲ့အကျွမ်းကြံနေဖြစ်လာဆိုပြီးတော့ပြောကြတယ်အဲ့လိုနဲ့တဖြည်းဖြည်းနဲ့နောက်ပိုင်းဒီ quarantine station မဟုတ်တော့ဘူးပေါ့နော်Plagueယောဂကလည်းတဖြည်းဖြည်းနဲ့ပျောက်သွားပြီးသိမရှိကြတော့ဘူးဆိုအဲ့ဒီအချိန်မှာလဲလူတွေကဒီကျွန်းကို Plague ကျွန်းကြီးဆိုပြီးဘယ်သူမှမနေချင်ကြတော့ Plague ဖြစ်တော့က quarantine station ထားခဲ့တဲ့ကျွန်းဆိုဘယ်သူမှမနေကြတော့ဘူးအဲ့လိုနဲ့1922မှာဒီကျွန်းကို quarantine center မဟုတ်ဘဲနဲ့စိတ်ယောဂကုဆေးရုံပေါ့နော် mental asylum လိုမျိုးဖွင့်ထားလိုက်တယ်စိတ်ယောဂကုဆေးရုံစိတ်ကျန်းမာရေးဆေးရုံဆိုတော့တနည်းပြောရရင်စိတ်မကျန်းမာတဲ့သူတွေအတွက်ထားတဲ့ထောင်ပဲကွာပြီးတော့အဲ့ဒီခက်ကစိတ်မကျန်းမာဘူးလို့သတ်မှတ်တဲ့ criteria ရလည်းအရန်အောင်လုံးနဲ့ဆိုတာအဲ့လိုမျိုးလိင်တူချင်းကြိုက်မိရင်လည်းဒါစိတ်ယောဂမိန်းကလေးသူတို့ယောက်ျားစီကတည်ရမလားပို့ပြီးတော့ sexual pleasure ပို့လို့ချင်ရင်လည်းစိတ်ယောဂအကုန်လုံးစိတ်ယောဂကွာပြီးတော့ယောက်ျားကိုပြန်ပြောမိရင်စိတ်ယောဂအဲ့လိုမျိုးကြိုက်တဲ့ခေါင်းစဉ်တက်ပြီးတော့စိတ်ယောဂဖြစ်နေရဆိုပြီးတက်လိုက်လို့ရတယ်။ဒါပေမဲ့မိန်းမတယောက်ကသူ့ယောက်ျားအရင်ဖောက်ပြန်နေပါညာဆိုပြီးဆွဆွဲလဲ။ तू ကယူနေရဆိုပြီးတော့ထည့်လိုက်လို့ရတယ်။ထားပါတော့အဲ့တော့အဲ့ဒီခက်က criteria တွေကဘယ်လိုပြောရမလဲ။သိပြီးတော့စံနှုန်းမမီဘူးပေါ့နော်။အကုန်လုံးစိတ်ယောဂဆိုပြီးတက်လို့ရနေရဆိုတော့အဲ့တော့အဲ့ဒီအချိန်မှာအဲ့ဒီဟာအပြင်ကိုကုသမှုတွေကလည်းစိတ်ယောဂကုသတဲ့နီးတွေကုသမှုတွေအကုန်လုံးကအရန်ကိုလူမဆန်ဘူးအဲ့ဒီခက်တော့ပြောရမယ်ဆိုအရန်ရက်ဆက်ကြမ်းကြုတ်လို့နေကွာတချို့သူတွေဆိုတော့ကြည်ဘူးကြလိုက်မယ်ပေါ့နော်အဲ့မင်းသမီးကြီး Sarah Paulson တရုပ်ဆောင်ထားတဲ့ Rachel ဆိုတဲ့ရုပ်ရှင်ထဲမှာလည်းပါတယ်လို့တခြားသောရုပ်ရှင်တွေမှာလည်းပါတယ်အဲ့ဒီဘယ်လောက်တောင်ဆိုလဲဆိုရင် lobotomy ပေါ့နော် lobotomy ဆိုရင်ဒီလူတယောက်ရဲ့မျက်လုံးရဲ့အပေါ်ပိုင်းကနေတန်ချောင်းအဲ့လိုသူတို့ခွဲစိတ်ကုသတဲ့ကြရပေါ့နော်အဲ့လိုတန်ချောင်းလိုပုံစံမျိုးနဲ့ထိုးပြီးတော့အုံနောက်ရဲ့အဲ့ဘယ်ပိုင်းကိုလည်းမသိဘူးထိုးလိုက်တာအဲ့လိုထိုးလိုက်ပြီးဆိုရင်တော့ဟိုစိတ်ခံစားမှုတွေကလည်းမရှိတော့ဘူးပြီးတော့အဲ့လိုမျိုး personality ကလည်းလုံးဝပြောင်းသွားအဲ့လိုမျိုးတွေကုသတာအဲ့ဒီဟာကြီးကအရင် risk များပြီးသေနိုင်တဲ့ chance ပါရှိတယ်အဲ့လိုမျိုးတွေကုသမှုတွေလုပ်တဲ့အပြင်ပြီးတော့တခြား electric shock ရိုက်တဲ့ therapy တို့ပြီးတော့လုံးဝရှေ့ရဲကန်ထဲကိုလုံးဝပစ်ချတဲ့ therapy တို့မျိုးစုံပဲလုံးဝလူမဆန်တဲ့ကုသနည်းပေါ့နော်အများကြီးကိုသုံးပြီးတော့အဲ့လိုမျိုးကုသခဲ့စိတ်ကျန်းမာရေးဆေးရုံဆိုတာအဲ့ဒါကြောင့်တနည်းပြောရမယ်ဆိုရင်စိတ်ကျန်းမာရေးဆေးရုံဆိုတာအခုခေတ်လိုမျိုး therapy ထက်အရင်တော့ဆိုလူတွေကိုနှိပ်စက်တဲ့ torture chamber ကြီးတစ်ခုပဲကွာအဲ့
အဲ့ရောကျုံးကိုဆက်စချင်တော့ဒီစစ်တပ်ခုခံတဲ့နေရာအနေနဲ့သုံးထားတော့တည်သွားတဲ့စစ်သားတွေပြီးတော့ဂျာစုနဲ့တစ်ခုဆိုတုံးယုံတရားရဲ့ထောင်ချီတောင်းချီရဲ့လူတွေအပြင်ကမှဒီအခုလိုနှိပ်စက်ခံရပြီးတည်သွားတဲ့ပြောရမယ်ဆိုလူနာတွေပေါ့နော်အဲ့လိုလူနာတွေနဲ့ဆိုတော့တဖြည်းဖြည်းဒီကျိုးတွေကလည်းတည်ရဲ့သူတွေအရန်များလာတယ်ပေါ့နော် record အဲ့လိုများလာပြီးတော့နောက်ပိုင်းဘယ်လိုဖြစ်လာလဲဆိုတော့1968လောက်မှာဒီ mental health နဲ့ပတ်သက်ပြီးတော့နည်းနည်းလူတွေကဘယ်လိုပြောလူမဆန်တဲ့ကုသရေးကိုလက်မခံလာကြတော့လိန်လူချင်းစိုက်တာတွေကဆေးရောဂါမဟုတ်ဘာညာနဲ့အဲ့လိုမျိုးနည်းနည်းလေးဖြစ်လာကြတဲ့အချိန်ပေါ့နော်1960 80ဆိုတာပြောရမယ်ဆိုအဲ့တော့အဲ့ဒီအချိန်မှာလူမဆန်တဲ့ကုသမှုတွေတဖြည်းဖြည်းနဲ့လက်မခံလာတဲ့အတွက်ကြောင့်1968မှာဆေးရုံကိုလုံးဝပိတ်သိမ်းလိုက်တယ်ဆေးရုံပိတ်သိမ်းလိုက်တဲ့ခုနှစ်မှာပဲအီတလီအစိုးရကဒီကျုံးကိုဘယ်သူမှသွားဝင်မရှိအောင်ဆိုပြီးတော့တားမြစ်လိုက်တယ်အဲ့ဥပဒေပါထုတ်လိုက်တာအဲ့ဒီတော့အကြောင်းရင်းကဘာလဲဆိုတော့ဒီကျုံးကရာစုနှစ်တည်ပေါင်းများစွာဒီကျုံးရရှိနေကွာအဲ့ဒီကျုံးရဲ့အဆောင်အုံတွေရတယ်အရန်ဟောင်းနှမ်းပြီးပျက်စီးနေပြီလူတွေအတွက်မလုံခြုံတော့လို့ပိတ်သိမ်းတာဆိုပြီးတော့ပြောတယ်စဉ်းစားကြည့်မယ်ဆိုရင်ဒီဥပဒေက1968ခတည်းကနေထုတ်ထားတော့အခုအချိန်ဒီအသက်ဝင်နေအောင်ပဲနှစ်ပေါင်း50 60လောက်နီးပါးလဲကြာနေပြီတကယ်အစောအုံနေကြောင်းသာမလုံခြုံတော့ဘူးလို့ခံစားရတယ်ဆိုရင်အရင်တည်းကသိရမလားအစိုးရကဥဆောင်ပြီးတော့အစောအုံတွေကိုဖြိုပြီးတော့အသက်ပြန်ဆောက်ပြီးတော့ဒီကျွန်းကိုနေလို့ရအောင်လုပ်လို့ရတယ်ဒါပေမဲ့အဲ့ဒီခေတ်ခါတော့ဆိုရင်1960နောက်ပိုင်းခုနှစ်ဝန်းကျင်တော့ဆိုရင်အစိုးရကဒီဟာကိုနိုင်ငံတော်ရဲ့ဖက်ချက်မရှိသေးလို့မဆောက်တာဆိုပြီးတော့တွေးလို့ရပါမယ်အခုအချိန်နှစ်ပေါင်း60ကျော်လောက်နီးပါးကြာတဲ့အခါမှာကြောက်ဘာလို့မဆောက်တာလဲဆိုတာမေးစရာဖြစ်လာတယ်အဲ့တော့မသိတဲ့သူတွေကမသိကြတာပေါ့နော်တကယ်သိတဲ့သူတွေကဒီကျွန်းကဘာလို့အဲ့လိုမျိုးနေလို့မရအောင်လဲဆိုတာအရန်ကိုမှအရန်ခြောက်ချားပြီးတော့ကြောက်စရာကောင်းတယ်ဆိုပြီးတော့ပြောကြတယ်ပြောရမယ်ဆိုရင်အစိုးရကဒီမပိတ်သိမ်းလိုက်ခင်အချိန်ကြီးပိတ်သိမ်းပြီးနောက်ပိုင်းအချိန်ကြီးမှာလဲဒီကျွန်းရဲ့အနာကဖြတ်သွားတဲ့သူတွေဒီကျုံနားမှာနေတဲ့သူတွေအကုန်လုံးကညဘက်တီဆိုရင်အဲ့ပင်လယ်ထဲကနေရေကနေညီးတန်နေရှီတန်နေအဲ့လိုငိုတန်နေအော်တန်နေမျိုးစုံကြားရတယ်ပြီးတော့အဲ့ကျုံမှာရှိရ Bell Tower ဆိုရဲဟာကြီးလည်းရှိရပေါ့အဲ့ Bell Tower လူမရှိတော့တဲ့ကျုံမှာခေါင်းလောင်းနေထားမြည်ရတို့အဲ့လိုမျိုးအမျိုးမျိုးကိုကြားရတယ်လို့ပြောတယ်အဲ့အမျိုးစုံပဲပေါ့နော်အဲ့အပြင်ကမှပိတ်သိမ်းလိုက်တယ်နဲ့ခိုးသွားတဲ့သူရှိရပေါ့နော်အဲ့ခိုးသွားတဲ့သူဆိုတော့သူတို့6ရှားစရာကောင်းတဲ့အရာတွေမျိုးစုံကြုံရတယ်ဆိုပြီးပြောတယ်အဲ့တော့ဒီကျွန်းကပြောရမယ်ဆိုရင်ဒီအဆောက်အုံတွေကြောင့်တစ်မျိုးတည်းမဟုတ်ဘဲနဲ့တခြားအရာတွေကြောင့်မှသွားတဲ့သူရဲ့အသက်အန္တရာယ်ထိခိုက်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးအသက်အန္တရာယ်ဆုံးရှုံးသွားတဲ့သူတွေလည်းရှိရဲအဲ့ကျွန်းနားမှာရောက်ပြီဆိုရင်အဲ့လိုရှည်နစ်ပြီးအဲ့လိုတည်ရတဲ့သူတွေလည်းရှိရဲပေါ့နော်တချို့ရှည်နစ်ပြီးတော့ပြန်ပြီးတော့ရှည်နစ်ခဲ့ပြီးပြန်ရှင်လာတဲ့လူတွေပြောကြတာဆိုသူတို့ရေနဲ့နေတဲ့အချိန်ဆိုရင်ဘလို့မှအပေါ်တက်လို့မရဘူးတော့တခုခုကသူတို့ကိုဖိထားသလိုမျိုး weight တမျိုးမျိုးအပေါ်ကရှိနေလို့ပြောကြသလိုပြီးတော့တချို့တွေကြောင့်ရေနဲ့နေတဲ့အချိန်တယောက်ကအဲ့လိုလာဖိထားတဲ့လူပုံစံတမျိုးမျိုးကိုမြင်ရတယ်ဆိုပြီးတော့လည်းပြောကြတယ်အဲ့တော့ဒီကျွန်းကအရန်အနေနဲ့များတယ်ဒီကျွန်းမပိတ်သိမ်းခင်ကသွားတဲ့သူတွေဆိုရင်လည်းအဲ့လိုပဲပေါ့နော်ဒီကျွန်းကိုသွားတဲ့အချိန်မှာလုံးဝထိခိုက်ခံရပြီးတော့တိတ်ပတ်ကြီးချရှင်းပြလို့မရတဲ့အရာတွေအကုန်လုံးမျိုးစုံဖြစ်ပြီးတော့ထိခိုက်ခံရပြီးပြန်ပြေးလာမျိုးတွေလည်းရှိရဲအဲ့ရောဒီကျွန်းတောင်းတန်အောင်ဘယ်သူမှမသွားရကြဘူးဖြတ်သွားတဲ့သူတွေအတွက်တော့နည်းနည်းပြောရမယ်ဆိုရင်ရေမောစရာကောင်းတယ်လေပြီးတော့အဲ့ကျွန်တော်လေးလာပြီးသွားတဲ့သူတွေဆိုရင်လည်းအဲ့လိုမျိုးကျွန်းပေါ်မှာပဲလို့လုံးဝပျောက်သွားတာမျိုးတွေလည်းရှိရဲလုံးဝအစအနရှာမတွေ့အောင်ပျောက်သွားတာမျိုးတွေပြီးတော့အဲ့လိုမျိုးသေသွားတာမျိုးအဲ့လိုအမျိုးမျိုးရှိရအဲ့တော့အဲ့ကျွန်းပေါ်မှာ plate ဖြစ်ပြီးသေသွားကြတဲ့သူတွေပြီးတော့ခုခံတော့ကတည်သွားကြတဲ့စစ်သားတွေအဲ့ဒီအပြင်ကမှတခြားတော့ဒီနှိပ်စက်ခံရတဲ့ patient တွေလူနာတွေအပြင်ကမှနှိပ်စက်ခံရတဲ့လူနာတွေလည်းအကုန်လုံးတရားတော့မဟုတ်ဘူးဒါပေမဲ့အဲ့လောက်ကြီးထီကိုစိုးစိုးဝါးနှိပ်စက်ခံရပြီးတော့ကိုတက်တည်သွားတဲ့သူတွေလည်းအများကြီးရှိရပေါ့နော်ကိုတက်တည်သွားတဲ့သူတွေကလည်းရေထဲကိုခုန်ချပြီးတည်သွားတာများတယ်ပြီးတော့နည်းနည်းထူးထူးခြားဖြစ်ဆိုရင်ဒီအဲ့ဒီဆေးရုံစိတ်ဆင်းမိုင်စေယုံဖွင့်လိုက်ကတည်းကစေယုံအုပ်လို့ပဲပြောရမှာပေါ့နော်အဲ့လူနာတွေကိုကုသနေပါမျိုးစုံနဲ့နှိပ်စက်ပြီးတော့ကုပေးနေတဲ့စေယုံအုပ်ကလုံးဝအချိန်တွေလည်းတဖြည်းဖြည်းကြာလာတော့သူအရန်တခြားလူတွေနှိပ်စက်ရပြီးတော့ယူမလို့ဖြစ်ပြီးတော့1930 40လောက်မှာသူလည်းဒီကျွန်းရဲ့နာမည်အကြီးဆုံးတရေအချောက်ဆုံးနေရလို့ပြောကြတဲ့ Bell Tower ပေါ်နေပြီးတော့ခုန်ချပြီးတော့သူ့ကိုယ်သူတက်တည်သွားတယ်
အဲ့ဒါကြောင့်တော်တော်များများပြောကြရင်ဒီကျုံကိုဝိုင်းထားတဲ့ရေရောအစလုံးဝတရေ6တယ်လို့ပြောရေထဲမှာလည်းလူရိတ်လိုအဲ့လိုပုံရိတ်တွေလည်းအများတွေ့ရတယ်ပေါ့နော်ပြီးတော့အဲ့ကျုံမကိုသွားခွင့်မပြုထားပေမဲ့ပေါ့သွားကြရတဲ့သူတွေရှိရဲအဲ့လိုတချို့ YouTuber တွေအောင်ဆိုအဲ့လို vlog ရိုက်ပြီးတော့တင်ထားသေးရပေါ့နော်အဲ့လိုအချိန်မှာဆိုလဲအဲ့လိုမျိုးဘယ်ပြောရမလဲအတန်တွေလူတန်တွေလည်းကြားရတယ်ညီးတန်တွေလည်းကြားရတယ်အတန်မောင်းမျိုးစုံအဲ့လိုမျိုးချိုးစက်တဲ့အတန်ကြီးကြားရတာပေါ့နော်ပြီးလည်းပြီးတော့အဲ့အတန်ကြီးကြားရပြီးတော့အဲ့လိုမျိုး equipment အစုံတွေနဲ့သွားတာ ghost hunter တွေလိုမျိုးအဲ့ဒါနဲ့ radio တွေပါဖွင့်ကြည့်ရင်လည်းအဲ့လိုမျိုးမောင်းထုတ်ချင်တဲ့ပုံစံတွေဒီလိုမလာနဲ့အီတာလီလိုပြောတာပေါ့ဒီလိုမလာနဲ့ဒီလိုလာရင်သိမယ် note တက်အဲ့လိုမျိုးပုံစံတွေပြောကြရလဲရှိရဲဆိုတော့ဒီကျုံးကြီးကပြောရမယ်ဆိုရင် just ကတော့အဲ့လိုမျိုးတွေကိုလက်ခံနေရုံကျဲလို့ပဲပြောရပါဘူးလဲဆိုတော့အမှန်တိုင်းပြောရင် just ကိုတိုင်းဒီကျုံးကိုမရောက်ဘူးထားပေမဲ့ကဲ၍ဥပမာတစ်ခုပြောရမယ်ဆိုရင်စေးရုံလိုနေရာမျိုးတွေလူတွေအများကြီးအဲ့လိုမျိုးတည်ရဲ့နေရာမျိုးတွေဆိုရင်ဒီလူတွေကမတည်ရင်ခံစားသွားရတယ်အစိမ့်တည်ရပဲဖြစ်ဖြစ် emergency ရောက်ပြီးတည်သွားရပဲဖြစ်ဒီရိုးရောဂါနဲ့တည်သွားပြီးမတည်ခင်မျိုးစုံခံစားရရတယ်ကွာပြီးတော့သူ့ရဲ့ပတ်ဝန်းကျင်မိသားစုဆွေမျိုးသားချင်းတွေကလည်းခံစားပြီးတော့အဲ့လိုမျိုးတငိုတီနဲ့လုံးဝ energy ကလုံးဝမကောင်း negative energy အများကြီးပဲကွာစေးရုံဆိုရင်အဓိကမီးမောင်းထိုးပြလို့ရဆိုအဲ့လိုစေးရုံနေမှာဆိုရင်ပြောရမယ်ဆိုသူတို့တည်သွားသည်ပဲဖြစ်စေသူတို့မိသားစုတွေထွက်သွားသည်ပဲဖြစ်စေသိရမလားအဲ့ energy ကကြံခဲ့တယ်ကွာစေးရုံမှာအဲ့တော့ပြကြကြဆောက်ထားတဲ့စေးရုံနေဆိုလဲသိနိုင်တယ်ဘလောက်ပဲအသက်ပြန်ဆောင်းတော့ပေါ့နော်အဲ့လိုမျိုး energy ကလုံးဝမကောင်းမဲ့နဲ့အဲ့လိုကြံခဲ့တာအဲ့ကြုံမှာဆိုစဉ်းစားကြည့်ကွာလူတွေအမျိုးစုံခံစားရပြီးတော့အဲ့လိုမျိုးတည်ထားတဲ့နေရာဆိုတော့ဒီလိုမျိုးကြံခဲ့မှာပဲပေါ့နော်အဲ့တော့ကျုံးမော်တက်လိုက်တာနဲ့အရင်6ချဖို့ကောင်းပြီးတော့ကြောက်စရာကောင်းတယ်အဲ့လိုမျိုးတရေရန်6တယ်ဆိုတာတော့ test ကတော့လက်ခံတယ်ယုံကြည်ရပေါ့နော်အဲ့တော့အခုကြည့်နေတဲ့သူတွေရောဘယ်လိုထင်လဲဒီကျုံးကိုလုံးဝတစ်ကမ္ဘာလုံးကတော့တရေ6ဆုံးနေရပေါ့နော်အဲ့လိုပြောကြတော့သွားဖို့ခွင့်ပြုလိုက်တယ်ပဲထားပါအဲ့လိုမျိုးသွားဖို့ခွင့်ပြုတာမခွင့်ပြုရှင်ရောဒီကျုံးကိုအီတလီဘက်ရောက်ဖြစ်ရင်ဝင်မှုအစီအစဉ်ရှိလားဆိုတာကိုတစ်ချက်လောက် comment ထဲမှာရေးသွားပြီပါကျွန်မနာမည်က influencer Jasmine ပါနောက်ပတ်ဒီမှာလည်းဘယ်လို comment နဲ့လာအောင်လဲဆိုတော့စောင့်ကြည့်ကြပါဦး